အားလုံးပဲမင်္ဂလာပါပင်လယ်အောက်ပေတရာနီးပါးမှာမောင်ထဲ3ရက်ကြာအသက်ရှင်ခဲ့တဲ့လူတစ်ယောက်2013ခုနှစ်မေလ26ရက်နိုင်ဂျီးရီးယားကမ်းလွန်ပင်လယ်ပြင်မှာ Jascon 4ဆိုတဲ့တွဲဆွဲတင်မောကြီးတစ်စင်းဟာမုန်တိုင်းထန်တဲ့လိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်မှုကြောင့်ရုတ်တရက်ပြောင်းပြန်မောက်ပြီးပင်လယ်အောက်မီတာ30ကျော်ပေတရာနီးပါးအထိတန်းဆင်းနှိမ့်မြုပ်သွားခဲ့ပါတယ်တင်မောပေါ်မှာလူ12ယောက်ရှိခဲ့တယ်ဒါပေမဲ့3ရက်ကြာမှအသက်ရှင်နေသေးတာတစ်ယောက်တည်းပါပဲသူ့နာမည်ကတော့ Harrison O'Kinney ပါသူကတင်မောပေါ်ကအချက်ပြုတ်သမားတစ်ယောက်တင်မောစားမောက်တဲ့အချိန်မှာသူကအိမ်နာထဲမှာရှိနေခဲ့တာပါစက်ကပ်ပိုင်းအတွင်းတင်မောကြီးတစ်စင်းလုံးပြောင်းပြန်လည်သွားခဲ့တယ်အေးစက်တဲ့ပင်လယ်ရေတွေကအခန်းတွေထဲကိုအချိန်နဲ့ဝင်လာခဲ့တယ်ဒီအော်ဟိတန်တန်ပေါင်းတွေကျိုးပဲ့တန်ရေထဲမှာရုန်းကန်နေတဲ့အတန်တွေဒီနေ့တည်တော့မယ်လို့တောင်ထင်ခဲ့တယ်ဒါပေမဲ့ကံကောင်းချင်တော့တမောအတွင်းထဲကအင်ဂျင်နီယာအခန်းတစ်ခုမှာရေမပြည့်သေးတဲ့လီခိုနေရာလေးတစ်ခုရှိနေခဲ့တယ်။အဲ့ဒီ airport လေးကပဲသူ့တက်ကိုခဲခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနေရာကတတရာတော့မဟုတ်ခဲ့ပါဘူး။အမောင်သူအပြေဖုန်းမရှိအလင်းမရှိအစားအစာမရှိအပူမရှိပါဘူး။ရေအေးကြီးထဲမှာသူ့ခန္ဓာကိုယ်တဝက်နီးပါးကစိန်ထားရတယ်။အဆိုးဆုံးကသူ့လုပ်ပေါ်အကင်ဘက်တွေရဲ့တည်ဆုံးနေတဲ့အလောင်းတွေကိုပြင်းတဲ့တဝက်တွေကလာပြီးတော့စားတောက်နေတဲ့အတန်တွေကိုအမောင်ထဲကနေသူကြားနေရတာပါနောက်တစ်ယောက်ငါဖြစ်လာမလားဆိုတဲ့ကြောက်ရွံ့မှုကစက္ကန့်တိုင်းကိုငရဲလိုဖြစ်စေခဲ့တယ်ဒါပေမဲ့ Harrison ကလက်မလျှော့ခဲ့ဘူးသူကဆူတောင်းနေတယ်တရှင်းဆိုနေတယ်မိသားစုကိုပြန်မြင်ရမယ်ဆိုတဲ့မျှော်လင့်ချက်တစ်ခုတည်းနဲ့အသက်ဆက်နေခဲ့တယ်60နာရီကျော်3ရက်နီးပါးကြာပြီးနောက်တောင်အာဖရိကရေငုပ်ကယ်ဆယ်ရေးအဖွဲ့ဟာတင်မော့ပြတ်ထဲကိုဆင်းလာခဲ့တယ်ဘယ်သူမှအသက်ရှင်သူမရှိမယ်လို့မထင်ခဲ့ကြပါဘူးရေကုန်းတမတစ်ယောက်ကအမောင်ထဲမှာအေးတစ်ခုကိုလှမ်းမြင်လိုက်တယ်။လောင်းတလောင်းပဲလို့ထင်ပြီးလက်နဲ့တွားထိလိုက်တဲ့ချိန်မှာအဒီလက်ကသူ့လက်ကိုပြန်ဆုပ်ကင်လိုက်တယ်။ရေကုန်းတမတောင်လှမ်းသွားခဲ့တယ်။ He is alive သူသက်ရှင်နေသေးတယ်။အဒီအခိုက်အတန့်ဗီဒီယိုဟာကမ္ဘာတဝန်း viral ဖြစ်သွားခဲ့တယ်။ဒါပေမဲ့ကဲထုတ်ရုံနဲ့မပြီးသေးပါဘူး။ပင်လယ်အောက်ဖီအားကြောင့်သူ့ကိုတန်းပြီးအပေါ်မတင်နိုင်ဘူး။ Decompression chamber ထဲမှာနောက်ထပ်2ရက်ခန့်ထားပြီးမှသူ့သက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့တာပါ။ဒီဖြစ်ဟာလူတစ်ယောက်ရဲ့စိတ်ဓာတ်ကတင်မင်းကိုတောင်အနိုင်ယူနိုင်တယ်ဆိုတာကိုတက်တည်ပြခဲ့တဲ့ဖြစ်ရတစ်ခုပဲဖြစ်ပါတယ်။အမောင်ထဲမှာတယောက်တည်းကဘာကြီးကမင်းကိုမေ့သွားပြီလို့ထင်ရတဲ့အချိန်မှာတောင် Harrison O'Kinney ကလက်မလျှော့ခဲ့ပါဘူး။ဒါပေမဲ့သူဟာပင်လယ်အောက်ကနေပြန်လာတဲ့လူသားလို့ကဘာကမှတ်မိနေကြတာပါ။ဒီ story ကိုကြည့်ပြီးလူတစ်ယောက်ရဲ့အသက်ရှင်စိတ်ကဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာခန်းစားမိရင် comment မှာ respect လို့ရေးခဲ့ပါ။နောက်ထပ်ဒီလိုဖြစ်ရမှစိတ်ဝင်စားစရာ story တွေကိုတင်ပေးသွားမှာမို့လို့ channel လေးကို like and follow လုပ်ပေးဖို့မမေ့ကြပါနဲ့။အားလုံးတာယာတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။